ที่ดินหอก็หอข้อเราจะขึ้นแล้วก็ง่ายเที่ยวมุลอหากข้าหอเล่นทองชากระชิมลายเตียกาติมกาวนาอินเทียงทะเลานี่เรียนอัตัวนี้ก็หอเล่นทองชากระชิมลายนันซาปิเตนันไทยคนนักงาค่ะก็หอเล่นทองชากระชิมลายอีอาการลักเตะหากข้าหอเตอินขันกวนเต็ดมีเตคาเอาเตไลจิมนวยคริสเตียนเฟโลชิพยงจีดูตาจะมีอายาวใจอปอมาพยาธิเข่งกองจีปีบาเสจิมนวยคริสเตียนเฟโลชิพหาแต่คิงคริสโตเยชินเปียนท่ามยาวชินอัตเตตาเนปิโซนีโดพยาตะคีเยตาตมีมียผิดเดสุราเยนี่ยาคู่อเชงขามาด้วยมียาเรด้วยเจ้าพยาตะคีเยกงดอกชิโมเนจิมนวยคริสเตียนเฟโลชิพยงจีตูอาลงอปอมาอัทุเจสุติชิบาจองมีขินอตินโดผิดเดหาคานิชิครียอตินโดคานีวามียวสวานกคุณเสตอาบาเรหากข้าบัพติชัสลงเบียนปีนี้จิมนวยคริสเตียนเฟโลชิพซุมตูนันดีลักกันบอยปาเยซูคริสต์นินนันกุดกันนินไรนาบอยปาปะเทียนนี้ทัชวาอินเปจิโกนาเซดิกันเนจโนคงอาปิชินเนจันสากูปัทมาอุสวาจโนพับปะเมจโนยุเชธาเรจันไปกานับไปพิบาเรแต่คู่กาชินลูกาครียนจันเทมาชีเรนาวทุกาชินโยฮันเทมาชีเรยาพิบาเรปัทมาอุสวาฮักคาลุพัมเมปีบมารุจนาเปียนพับบาเมลูกาทองชาดัลโกเลดัลลีสังงานักอีอตังเล็กบิกเตคาสลายใจจัตยาอนุมิจูอธิมิลกะนันโกลฮิกาเอามโลอทอจังใจจัดาอนุมิจูอธิมิลกะนันโกลฮิกาเอามโลอทอจังโจฮันทองชาดัลไลคัดจังโกเลจังงานักจังโกเลจังรุกนักยิสุนีมาตาจูเกมาฮีโทษทันนักเลนุนนักจูกสีเกมาอากาซุมีเป้าจูอธิมันที่เซโลอนุงไลส่วนอาหามันอนุงอีเกมาคาอากาซุมิจูอันที่บัลไลโลฮีนซุโมอติเกมาอากาซุมีเป้าจูอธิมันที่เซโลอนุงไลส่วนอาหามันอนุงอีเกมาคาอากาซุมิจูอันที่บัลไลโลแต่คิงคริสโตเยชินยันทำยาวยานนี่มา
ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်နှစ်ပိုက်တစ်ခုကရှင်လုကာအခန်းကြီး24အငယ်6နဲ့9ဖြစ်ပါတယ်အပေါ်9ရဲ့အောက်ပိုင်းကိုလည်းကျွန်တော်စပြီးတော့ဖတ်ပါမယ်တင်တို့ဒီအသေးကောင်800အရ၌အသက်ရှင်သောသူကိုအဘေကြောင့်ရှာကြသည်ဤအရ၌မရှိရှင်ပြန်ထမြောက်တော်မူပြီရှင်ယောဟန်အခန်းကြီး7အငယ်25-26ယေရှုကလည်းငါဒီရှင်ပြန်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိမ့်မည်ငါကိုယုံကြည်၍အသက်ရှင်သောသူရှိသမျှတို့သည်လည်းသေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်ဖတ်တော်သောဘုရားသခင်ရဲ့နှုတ်ကပတ်တော်အရောက်တိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးတော်မူပါစေတရားတော်ထဲကိုချက်ချင်းဝင်ရအောင်ကြံတဲ့အရာတွေကျွန်တော်တို့မပြောတော့ဘူးဘာကြောင့်လဲဆိုတော့3နာရီနေလာပြီခန္ဓာကိုယ်နဲ့အသက်ရှင်နေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမှာရှိတဲ့အစာအိမ်ကလှုပ်ရှားနေတယ်သူရဲ့လှုပ်ရှားမှုကစာလောင်မွတ်သိပ်လှုပ်ရှားမှုဖြစ်နေတယ်ဒါကြောင့်ဖခင်ရဲ့တရားတော်ထဲကိုကျွန်တော်တို့ချက်ချင်းဝင်ကြရအောင်လို့အနုညွတ်မေတ္တာရပ်ခံပါတယ်တောက်ကြနေ့ကျွန်တော်တို့ Good Friday လို့ကျွန်တော်တို့ပြောတယ်သခင်ခရစ်တော်ကားတိုင်းပေါ်မှာအသက်ဆွတ်တော်နေ့ယုံကြည်သူသားသမီးအားလုံးက Good Friday လို့ခေါ်ပြီးတော့ကကျွန်တော်တို့ဖခင်သခင်ကိုဝတ်ပြုကိုးကွယ်ကြတယ်အဲ့ဒါထက်အရေးကြီးသောအရာကဘာလဲဆိုရင်တောက်ချာနေ့ကိုဘာကြောင့် Good Friday လို့ခေါ်တယ်လဲကားတိုင်းပေါ်မှာသခင်ခရစ်တော်ဟာဘာလုပ်နေတယ်လဲလောကသားတွေအားလုံးအတွက်ပင်ပန်းဆင်းရဲနာကျင်စွာဖြစ်သူရဲ့အသက်တာကိုဘာကြောင့်အသုံးပြုနေရတယ်လဲဆိုတာကိုကျွန်တော်တို့အောက်မေ့တတိယဖို့လိုပါတယ်တောက်ကြနေ့မှာသခင်ခရစ်တော်ဟာအလွန်ဆင်းရဲပင်ပန်းနာကျင်ခြင်းဒုက္ခဝေဒနာမခံစားဘူးဆိုရင်ယနေ့ရှင်ပြန်ထမြောက်ခြင်းဆိုတာရှိမှာမဟုတ်ပါဘူးသခင်ခရစ်တော်ဟာကားတိုင်းပေါ်မှာသူ့ရဲ့အသက်ကိုမစွတ်ခဲ့ဘူးဆိုရင်ဒီကမ္ဘာလောကမှာရှိတဲ့လူသားများကျွန်တော်တို့အားလုံးဟာကယ်တင်ခြင်းရရှိမှာမဟုတ်ပါဘူးသခင်ခရစ်တော်ဟာကားတိုင်းပေါ်မှာတေချင်းတရားကိုသူ
ရင်မဆိုင်ခဲ့ဘူးဆိုရင်ယနေ့ Easter Sunday ရှင်ပြန်ထမြောက်ခြင်းဆိုတာလေရှိမှာမဟုတ်ပါဘူးတခင်ခရစ်တော်နာကျင်ခြင်းဝေဒနာမြောက်များစွာခံစားမှုကိုဘသူကလောက်ခိုင်းတယ်လေဆိုရင်တခင်ခရစ်တော်ရဲ့ခမဲတော်ကလောက်ခိုင်းတာဖြစ်ပါတယ်ခမဲတော်လောက်ခိုင်းတဲ့ဥစ္စာကိုတားတော်တခင်ခရစ်တော်ကညင်းပယ်သလားဆိုရင်ပထမတော့သူညင်းပယ်တယ်ဒါပေမဲ့နောက်ပိုင်းမှာအဖခမဲတော်အလိုတော်အတိုင်းဖြစ်ပါစေတဲ့ခမဲတော်ရဲ့စေခိုင်းခြင်းကိုလိုက်နာပြီးတော့ကဒုက္ခဝေဒနာအလွန်နာကျင်ခြင်းကိုခံစားပြီးကားတိုင်ကိုတက်သွားပါတယ်ကားတိုင်ပေါ်မှာဖယားတခင်အလိုရှိသောအရာဖယားတခင်ဘုန်းတော်ထင်ရှားနိုင်ဖို့ရန်အတွက်သူအင်မတန်ချစ်တဲ့တခင်ခရစ်တော်ကိုအသက်စွန့်ခိုင်းတော်မူပါတယ်အဲ့ဒီအတွက်ကြောင့် Friday လွန်ခဲ့တဲ့3ရက်က Friday Good Friday လို့ကျွန်တော်တို့ခေါ်ပြီးတော့ကဒီ Good Friday နေ့မှာတကယ်နာကျင်ခြင်းဝေဒနာကိုခံစားပြီးလောကသားများအားလုံးထာဝရအသက်ကိုရရှိနိုင်ဖို့ရအတွက်အသက်ကိုစွန့်ပြီးတေခြင်းတရားကိုရင်ဆိုင်ခံယူတဲ့သူသည်ဖယားတခင်ဖြစ်ပါတယ်ဒါကြောင့် Good Friday ရဲ့အဓိပ္ပာယ်မူရင်းဟာ God Friday ဖြစ်ပါတယ်ဖယားတခင်ရဲ့တောက်ကြနေ့ဖြစ်ပါတယ်အင်္ဂလိပ်လိုဆိုရင် Good Friday means God's Friday ယနေ့ရှင်ပြန်ထမြောက်တဲ့နေ့ကိုကျွန်တော်တို့ရောက်ရှိလာပြီဖြစ်ပါတယ်ယုံကြည်သူသားသမီးများအားလုံးရှင်ပြန်ထမြောက်ခြင်းရဲ့အသက်တာတင်တို့ရဲ့နှလုံးသားမှာတကယ်ခံစားသလားဒါအရေးကြီးပါတယ်19ရာစုအလယ်လောက်မှာဓမ္မကျမ်းစာမှာအင်မတန်မှကျွမ်းကျင်တဲ့ Professor အဆင့်သင်္ဥဆရာတပါးစီကိုယုံကြည်သူမဟုတ်သောသူတစ်ယောက်ရောက်ရှိသွားတယ်ဆရာတော်ကျွန်တော်ခရိယာန်ဖြစ်ချင်တယ်ဆရာတော်ရဲ့အသင်းတော်ထဲမှာအသင်းသားတစ်ယောက်အနေနဲ့ပါဝင်ချင်တယ်လက်ခံပေးပါလို့တောင်းလျှောက်ဆရာတော်ကအင်မတန်အံ့ဩသွားတယ်မယုံကြည်သောသူဖြစ်တယ်ဒါကြောင့်အခုချက်ချင်းခရိယာန်ဖြစ်ချင်တယ်အသင်းတော်ရဲ့အသင်းသားတူဖြစ်ချင်တယ်ချက်ချင်းလာတောင်းလျှောက်တဲ့အခါမှာသူ့ရဲ့ဘဝအသက်တာမှာတစုံတစ်ခုတော့ရှိမှာပဲဆိုပြီးတော့စိတ်ထဲမှာထင်ပြီးတော့တစ်မှာအခက်ခဲတစုံတရာရှိပါသလားလို့အရင်ဆုံးမေးတယ်
ရာတော်ကဟာခရိယန်ဖြစ်ခြင်းနဲ့ဝမ်းမြောက်စွာဖြင့်ဖျားသခင်ဂုဏ်တော်ချီးမွမ်းပါတယ်အရင်မလုပ်ဘူးဟာကျွန်တော်ရဲ့အသင်းတော်ထဲမှာအသင်းသားအဖြစ်ဝင်ချင်တယ်အမတမဝမ်းမြောက်တယ်ကြိုးဆိုပါတယ်အရင်မလုပ်ဒီလူရဲ့အသက်တာထဲမှာအခက်ခဲတစုံတရာရှိနေမှာပဲဆိုပြီးတော့ကအရင်ဆုံးမေးတယ်ခမည်းမှာအမတမခက်ခဲတဲ့စိုးရိမ်ကြောင့်ကြတဲ့အရာတစုံတစ်ခုရှိပါသလားလို့မေးတဲ့အခါမှာပထမတော့အဲ့ဒီလူကမပြောရဲဘူးဆရာတော်ကပြောပါလို့ပြန်ပြီးတော့မေးတဲ့အခါမှာဟုတ်ကဲ့ဆရာတော်ကျွန်တော်မကွယ်မဝှက်ပဲပြောပြပါမယ်ကျွန်တော်အလုံးရှင်ရဲ့ပိုက်ဆံကိုကျွန်တော်ဘက်ကနေထုတ်တဲ့အခါမှာထုတ်ပြီးတော့သုံးဆွဲမိခဲ့ပါတယ်တစ်ချိန်မဟုတ်ပါဘူးနှစ်ချိန်မဟုတ်ပါဘူးအချိန်အများကြီးရှိပါပြီလို့ဆရာတော်ကိုပြောလိုက်တယ်ဆရာတော်ကဘယ်လောက်ရှိသလဲဘယ်လောက်ဘက်ကနေတင်းရဲ့အလုံးရှင်ရဲ့ငွေကိုထုတ်ပြီးတော့သုံးဆွဲတယ်လေလို့မေးလိုက်တဲ့အခါမှာသူကအတိအကျတော့မသိဘူးအဲ့ဒီခါမှာဆရာတော်ကအမေရိကန်ဒေါ်လာ1500လားဒါမှမဟုတ်ရင်1500ထက်ပိုသလားလို့မေးတဲ့အခါမှာဟာဆရာတော်အဲ့လောက်ထိတော့ကျွန်တော်သုံးဆွဲမိမယ်လို့မထင်ပါဘူးသူကပြန်ပြီးတော့ဖြေလိုက်တယ်အဲ့ဒီအခါမှာဆရာတော်ကအဲ့ဒီလူရဲ့ခရိယန်ဖြစ်လို့ချင်းအသင်းတော်ထဲမှာအသင်းသားတူအဖြစ်လို့ချင်းအကြောင်းအရာကိုအရေးအမြစ်ကိုတည်ရှိတဲ့အခါမှာဆရာတော်ကအဲ့ဒီလူကိုမပြောတယ်လေဆိုရင်ကောင်းပြီချစ်သားမိတ်ဆွေလွန်ခဲ့သောအသက်တာမှာဒီဤလှုပ်ဆောင်ချက်ကိုယနေ့ကစပြီးရှေ့လာမယ့်အသက်တာမှာမလုပ်တော့နဲ့တင်းအလုံးရှင်ရဲ့ငွေကိုဘက်ထဲကနေမထုတ်တော့နဲ့တင်းရဲ့ငွေကိုပဲတင်းထုတ်ယူပါပြီးရင်တင်းအလုံးရှင်ရဲ့ငွေကိုတနေ့မှာနည်းနည်းပြန်ပြီးတော့ဆက်လိုက်ပါတနေ့နဲ့တစ်ချိန်ရောက်ရင်တင်းထုတ်ယူမိခဲ့တော့တနည်းဆိုရင် तू ခိုးယူခဲ့တော့ပတ်စံနေအားလုံးကို तू ကပြန်ဆက်ပြီးအမတမဝမ်းမြောက်တဲ့နေ့တစ်နေ့ကိုရောက်မယ်လို့ဆရာတော်ကနေသူ့ကိုပြောလိုက်တယ်အဲ့ဒီဆရာတော်ရဲ့ပြောတဲ့စကားတန်ကို तू ကြားလိုက်တဲ့အခါမှာအမတမ तू ဝမ်းတာသွားတယ် तू ကိုခန္ဓာထဲမှာရှိတဲ့သူ့ရဲ့နှလုံးသားသူ့ရဲ့အသက်တာ
သူ့ရဲ့ဝိညာဉ်အင်မတန်မှဝမ်းမြောက်ပျော်ရွှင်ပြီးတော့ကဆရာတော်ပြောတဲ့အတိုင်းကျွန်တော်အသက်ရှင်မယ်ယုံကြည်စွာနဲ့ကျွန်တော်အလုပ်လုပ်မယ်ပြီးရင်ကျွန်တော်ပြန်ဆက်မယ်ဒါသူ့ရဲ့ဝန်ခံချက်ဖြစ်တယ်ယုံကြည်သူမိတ်ဆွေများခင်ဗျာအစပထမပိုင်းမှာအဲ့ဒီလူဒီသူတပားရဲ့ပစ္စည်းကိုခိုးယူတဲ့အတွက်ကြောင့်တခိုးနေရာမှာရှိနေပါတယ်သူ့ရဲ့ယက်တီချက်ဒီအင်မတန်မှမကောင်းသောအပြစ်တရားနဲ့ပြည့်စုံတဲ့ယက်တီချက်ဖြစ်နေပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ငရဲထဲမှာရှိနေတော့သူဖြစ်နေတယ်အပြစ်သားဖြစ်နေတယ်ဒါပေမဲ့သူလှုပ်ဆောင်တဲ့အချက်ကိုဆရာတော်ကနေတဆင့်ပြည့်ရှိလာပြီးလက်ခံလိုက်တဲ့အခါမှာမကောင်းတဲ့အရာကနေအင်မတန်မှကောင်းတဲ့အရာဖက်ကိုသူကရောက်ရှိသွားတယ်အပြစ်တရားဖြင့်ပြည့်စုံသောနေရာကနေအပြစ်တရားမရှိသောနေရာကိုသူကရောက်ရှိသွားတယ်ပြုလုပ်သောသူသည်ဘယ်သူလဲလှုပ်ရှားသောသူသည်ဘယ်သူလဲမိမိရဲ့အခြေအနေမှန်ကိုဝန်ခံပြီးတော့ကမှားသောနေရာကနေမှန်သောနေရာကိုကူးပြောင်းသွားသောသူသည်ဘယ်သူလဲဆိုတာကြည့်လိုက်တဲ့အခါမှာဓမ္မကျမ်းစာကကျွန်တော်တို့ကိုတွင်တင်တာကဘာလဲဆိုရင်တခင်ခရစ်တော်ကိုယုံကြည်ပါတွားပြီးတော့ကသူပြောတဲ့အတိုင်းလုပ်ပါဆိုတာဓမ္မကျမ်းစာကကျွန်တော်တို့ကိုအမြဲတွင်တင်ဘွေပါပချန်ခါဆုပ်ဘွေပါပချန်စနာကလောตัวจู่ๆฮีไบเบิลสานี่ปะเทียนเบียนี่อาการชิบมีแต่ขาเสพยาตะคินทางกันนี่ทาวระอเตตาโกยาชีผู้ด้วยตะคินคริสต์ที่ชินยันทำยาวดอจนรู้แย่ชินพิเดแต่คือคริสต์ทางกันนี่ကျွန်တော်တို့ဟာထာဝရအတ္တကိုရောက်ရှိတော်သူဖြစ်နိုင်ဖို့ရန်ပထမဦးဆုံးမိမိရဲ့အခြေအနေကိုမိမိရက်နေတော်နေရာကိုမိမိလှုပ်ဆောင်နေတော်အရာအလုံးကိုကျွန်တော်တို့အားလုံးသိရှိဖို့လိုတယ်တည်ရှိပြီးတဲ့အခါမှာတခင်ခရစ်တော်စီကိုတွားပြီးတော့တခင်ခရစ်တော်ကိုယုံကြည်ပြီးတခင်ခရစ်တော်ရဲ့ခိုင်းစေချက်အတိုင်းကျွန်တော်တို့ကလုပ်မယ်ဆိုရင်ထာဝရအတ္တကိုရရှိသောသူများဖြစ်ပါတယ်ရှင်ပြန်ထမြောက်ရာနေ့တနင်္ဂနွေနေ့မှာအမျိုးသမီးများနဲ့ယုံကြည်သူများကျမ်းစာထဲမှာတော့အမျိုးသမီးများအရင်ဆုံးပါတယ်ပြီးမှ
တခင်ခရစ်တော်နောက်လိုက်တော်သူများပါလာတယ်တင်းချိုင်းကူထဲမှာတခင်ခရစ်တော်ဤအလောင်းရှိမယ်လို့သူတို့ကစိတ်ထဲမှာဆွဲမှတ်ထားတယ်တခင်ခရစ်တော်ရဲ့တင်းချိုင်းအထဲကိုဝင်တဲ့အခါမှာတခင်ခရစ်တော်ရဲ့အလောင်းကိုသူတို့မတွေ့တော့ဘူးတခင်ခရစ်တော်ရဲ့အလောင်းကိုမတွေ့တဲ့အခါမှာဝမ်းနည်းပူဆွေးပြီးတော့ကငါတို့တခင်ခရစ်တော်ဘယ်မှာရှိတယ်လဲဆိုတာသူတို့ရဲ့အနေအထားဖြစ်တယ်အဲ့ဒီအခါမှာကောင်းကင်တမန်လူနှစ်ယောက်ကတွေ့ပြီးတော့ကဘာကြောင့်အသက်ရှင်တော်သူကိုတေတော်သူဒီထဲမှာရှာတယ်လေဒီနေရာမှာမရှိတော့ဘူးဒီနေရာမှာလုံးဝမရှိတော့ဘူးသူထားမြောက်ပြီဆိုတာပြောလိုက်တယ်ဂျင်နွေခရစ်ယာန်ဖယ်လိုရှစ်ယုံကြည်သူသားသမီးရောက်ပေါင်းတို့တခင်ခရစ်တော်ရဲ့အသက်တာထဲမှာမိမိတို့ရဲ့အခြေအနေကိုအမှန်တိုင်းဖွင့်ဟောက်ပြောဆိုပြီးတခင်ခရစ်ကိုယုံကြည်တယ်တခင်ခရစ်တော်ပြောတဲ့အတိုင်းလှုပ်ဆောင်တဲ့သူခရိယာမှန်သမျှသည်ဤကမ္ဘာလောကကြီးမှာတော့တေချင်းကြောင့်ကျွန်တော်တို့တင်ချိုင်းတော့ရှိမယ်ဒါပေမဲ့အဲ့ဒီတင်ချိုင်းအထဲကိုတခင်ခရစ်တော်ကပေးတဲ့ယုံကြည်ခြင်းအဖြစ်ကြည်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့အလောင်းမရှိဘူးဘာကြောင့်လဲဆိုရင်တခင်ခရစ်တော်ဒီတေချင်းကနေရှင်ပြန်ထမြောက်တယ်ကျွန်တော်တို့အားလုံးလဲတခင်ခရစ်တော်ကိုတကယ်ယုံကြည်ပြီးမိမိရဲ့အသက်တာထဲမှာသူ့ကိုအုပ်ဆိုးစေမယ်သူ့ကိုယုံကြည်ပြီးတော့သူပြောတဲ့အတိုင်းသွားမယ်သူပြောတဲ့အတိုင်းအလုံးလုံးမယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာထဲမှာတေချင်းတရားဆိုတာမရှိပါဘူးအသက်ရှင်ခြင်းပဲရှိတယ်ဒါဒီရှင်ပြန်ထမြောက်ခြင်းရဲ့ Easter Sunday နေ့ရဲ့အနှစ်သာရဖြစ်ပါတယ်အနှစ်သာရဆိုတာအဲ့ဒါပဲဒါကြောင့်ခရိယန်တို့ရဲ့တင်းချိုင်းကိုကြည့်လိုက်တဲ့အခါမှာအပြင်ကနေမကြည့်ပါနဲ့ယုံကြည်သူခရိယန်တို့ရဲ့တင်းချိုင်းကိုဒီကမ္ဘာမြေပေါ်မှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာအပြင်ကနေမကြည့်ပါနဲ့အတွင်းကနေကြည့်ပါခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်အတွင်းကနေကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာတခင်ခရစ်တော်ကိုယုံကြည်ပြီးအသက်ရှင်တော်သူသည်သူတို့၏အလောင်းသည်တင်းချိုင်းထဲမှာမရှိတော့ဘူးတခင်ခရစ်တော်နဲ့ရှင်ပြန်ထမြောက်ပြီจุดจ้าจนไบเบิลเทียมตูปอนี้อันชิมละมังมีไบเบิลสกอลาปอนี้อันชิมละมังมีจูครีฟามีนาอันคลำจูอาชงกันเจ้าติกาอาโดตุเกติคาเซแต่เข่งคริสต์กูจะเกยงจีโดตูแต่เข่งคริสต์กูจะเกอันนันโดตูแต่เข่งคริสต์จางที่กบาโลกามาอัตเตชิมบีตัวเย่อัตเตตาตะคุลงกูอันนันโดตูตินชายกูจีไรเดะขามาเอ็มตามาลาปะเรแต่เข่งคริสต์ดีเตชินเดียกูยินไซเดดาบิเมเตชินกาตุกูนายดลามันนายบู
ယနေ့ရှင်ပြန်ထမြောက်ပြီယုံကြည်သူအားလုံးဟာလည်းကျွန်တော်တို့သိမယ်သို့တော်တခင်ခရစ်တော်အတိုင်း3 ရက်တော့မြောက်နေ့မှာရှင်ပြန်ထမြောက်မယ်ဒါဟာယနေ့ရှင်ပြန်ထမြောက်ခြင်းရဲ့အနှစ်သာရဖြစ်ပါတယ်ဒါကြောင့်ယုံကြည်သူသားသမီးအပေါင်းတို့တခင်ခရစ်တော်ကငါကိုယုံကြည်တော်သူသည်အသက်ရှင်ပဲအသက်ရှင်နေတော်သူဟာလည်းတေချင်းတရားကိုသူရင်ဆိုင်မှာမဟုတ်ပါဘူးလို့ရှင်ယောဟန်ခရစ်ဝင်ကျမ်းထဲမှာကျွန်တော်တို့ဖော်ပြထားတာရှိပါတယ်ငါသည်ရှင်ပြန်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်တော်သူသည်တေလွန်တော်လဲရှင်လိမ့်မည်ငါကိုယုံကြည်၍အသက်ရှင်တော်သူရှိသမျှတို့သည်လည်းတေချင်းနဲ့အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်ယုံကြည်သူသားသမီးပေါင်းတို့ယနေ့ရှင်ပြန်ထမြောက်ရာနေ့မှာမိမိတို့ရဲ့အသက်တာကိုပြန်လဲဆန်းစစ်ပြီးပြန်လဲသုံးသပ်ပြီးမိမိတို့ရဲ့အသက်တာထဲမှာဘာရှိတယ်လဲဘာတွေလုပ်ခဲ့တယ်လဲအဲ့ဒါနဲ့အတူသခင်ခရစ်တော်စီကိုတွားပြီးတော့ကသခင်ခရစ်တော်စီမှာကျွန်တော်တို့ကအားလုံးအနံ့ပြီးတော့ကသူ့ကိုယုံကြည်ပြီးတော့သူပြောတဲ့အတိုင်းကျွန်တော်တို့အသက်ရှင်မယ်ဆိုရင်ရှင်ပြန်ထမြောက်ခြင်းသခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်း Easter Sunday ဆိုတာနေ့တိုင်းကျွန်တော်တို့အတွက်ဖြစ်ပါလိမ့်မယ်ဘုရားသခင်အလိုရှိတာအဲ့ဒါဖြစ်ပါတယ်အရောက်တိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးတော်မူပါစေ